ဖွဲ့သားတွေရဲ့အမားကိုကိုယ်တိုင်ကောင်းခံပြီးတောင်းပန်ပေးနေတဲ့ခေါင်းဆောင်ကောင်းပြီးသားသူမင်းသားအောင်စပူဇမင်းသားလေးအောင်စပူကတော့လက်တလောဖြစ်ပေါ်နေတဲ့ဇက်အဖွဲ့အတွင်းပြဿနာတွေကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရရှာပြီးပရိသတ်တွေကလည်းသူ့ကိုကြည့်ပြီးအယိုးပေါ်အရေးတင်ဖြစ်နေပြီဆိုကစိတ်မကောင်းဖြစ်နေကြပါတယ်အထူးသဖြင့်သူ့လက်အောက်ကလူရှင်တော်တွေကစင်မော်မှာစီကမ်းမဲစွာပြောဆိုလုပ်ကိုင်မှုတွေရှိခဲ့ပေမယ့်အောင်စပူကတော့အဖွဲ့သားတွေကိုအပြစ်တင်စူပူခြင်းမပြုဘဲခေါင်းဆောင်တဦးအနေနဲ့အားလုံးအတွက်တာဝန်ယူကလူကြီးတွေကိုမျက်နှာငယ်လေးနဲ့လိုက်လံတောင်းပန်ဖြေရှင်းပေးနေတာဖြစ်ပါတယ်ဒီလိုကိုအဖွဲ့သားတွေအပေါ်နားလည်ပေးပြီးတော့အရှိကနေမမရက်တီပေးတာဟာတကယ်ကိုခေါင်းဆောင်ကောင်းတယောက်ရဲ့ပြရုပ်ပဲဖြစ်ပါတယ်အောင်စပူရဲ့စိတ်ထားလေးကိုမြင်တွေ့ရတဲ့ပရိသတ်တွေကမင်းသားလေးကတကယ်ကိုစိတ်ထားကောင်းလို့နဲ့လူရှင်တော်တွေကသာစင်ကျင်မို့လိုတာဆိုပြီးတော့ဝေဖန်မှတ်ချက်ပေးနေကြပါတယ်အနုပညာလောကမှာအောင်မြင်မှုရဖို့ထက်ခိုင်မြဲဖို့ကပိုခက်ခဲတယ်လို့အခုလိုအခက်အခဲတွေကြုံတွေ့နေရတဲ့ချိန်မှာအဖွဲ့သားတွေပေါ်မြစ်တာမပြတ်ဘဲကာကွယ်ပေးနေတဲ့အောင်စပူရဲ့စိတ်ဓာတ်ကိုအားလုံးကလေးစားနေကြတာပါမင်းသားလေးအနေနဲ့ဒီလိုပင်ပန်းမှုတွေကိုကြောဖြတ်ပြီးတော့အနုပညာလုပ်တွေကိုအေးအေးချမ်းချမ်းနဲ့ဆက်လက်လုပ်ကိုင်နိုင်ပါစေကြောင်းနဲ့အဖွဲ့သားတွေကလည်းသူ့ရဲ့စေတနာကိုနားလည်ပြီးတော့ဆင်ခြင်ပေးကြစီကြောင်းပရိသတ်တွေကဆန္ဒပြုနေကြပါတယ်